ရေမုန်ကိုစပြီးတိဆောက်တော့ကဘာရောင်လဲဆိုတာတင်သိပါသလားသူ့ရဲ့ဆက်ရုပ်ခန္ဓာကိုယ်ကိုစတင်တိဆောက်နေချိန်မှာတော့သူ့လက်မှာလက်အိတ်လေးတွေဆွတ်ပေးပြီးအပြာရောင်ရေကူးဝတ်စုံလိုအင်ဂျီလေးဝတ်ပေးခဲ့ပါတယ်အဲဒီနောက်မှာတော့လေးဘက်မြေအိတ်ကက်နဲ့နေရွက်နှစ်ဖက်ကိုတက်ဆင်ပေးခဲ့ပါတယ်ပြီးတော့ခွေးတွေကဥတွေကရတဲ့ကြက်ဝတ်နှစ်လွှာလေးနဲ့သူ့ခန္ဓာကိုယ်ကိုကပ်ပေးလိုက်ပါတယ်အဲဒီအချိန်မှာတော့သူ့ခန္ဓာကိုယ်ကအဝါရောင်ဖြစ်သွားခဲ့တာပေါ့နောက်ဆုံးမှာတော့လှပတဲ့နှလုံးလေးတွေကိုရွေးချယ်တက်ဆင်ပေးလိုက်ပြီးကလေးတွေကိုပြုစုဆောက်ရှောက်ဖို့အတွက်ရည်ရွယ်ထားတဲ့ဆက်ရုပ်ကြောင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်သူတို့ကိုအမြောက်အများထုတ်လုပ်ပြီးဆက်ရုပ်ကြောင်ကိုပညာသင်ဖို့လွှတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီထဲကဆက်ရုပ်တစ်ကောင်ကတော့တင်တဲ့နေစဉ်အတွင်းတခြားဆက်ရုပ်တွေထက်အများကြီးပိုပြီးတော့အသုံးမကျဖြစ်နေခဲ့ပါတယ်သူ့ရဲ့အစားအသောက်စားနိုင်စွမ်းကလည်းတခြားဆက်ရုပ်တွေထက်10 ဆလောက်ပိုများနေခဲ့တာပေါ့တခြားဆက်ရုပ်တွေကတကားမဖို့တော့စပေကိုအလွယ်တကူထုတ်နိုင်ကြပေမဲ့ဒရိမန်ကတော့အကြာကြီးရှာဖွေပြီးမှစက်ဝိုင်းကွင်းတစ်ခုပဲထုတ်နိုင်ခဲ့ပြီးပင်လယ်ထဲတောင်ပြုတ်ကျသွားခဲ့ပါသေးတယ်ဒီလိုညံချင်းတဲ့ចောင်းသားလေးကိုကျောင်းအကြီးကတတိထားမိသွားခဲ့ပါတယ်ကျောင်းအကြီးကဒရိမန်ကိုပြောလိုက်တယ်မကြခင်မှာလူသားတွေကဆက်ရုပ်တွေကိုလာရွေးချယ်ကြတော့မယ်အကယ်၍လူသားတွေရဲ့ရွေးချယ်ခြင်းမခံရရင်အဲ့ဒီဆက်ရုပ်တွေကိုဖျက်ဆီးပြရလိမ့်မယ်တဲ့ဒါကြောင့်ဒရိမန်ဟာပိုကောင်းအောင်အသေးအတန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့လည်းသူကတော့ဆက်ပြီးတော့ပဲအတုံးမကျဖြစ်နေတော့မှာပဲမကြခင်မှာပဲလူသားတွေဆက်ရုပ်လာရွေးတဲ့အချိန်ရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဒရိမန်ကအရန်ကိုစိတ်လှုပ်ရှားနေခဲ့တာပေါ့သူဟာကရိယာတွေကိုသုံးတဲ့နေရာမှာအမှားယွင်းတွေလုပ်မိခဲ့ပြန်ပါတယ်သူဟာကလေးတုံးလေးကိုတော့ဖျက်ဆီးမိသွားခဲ့ပါသေးတယ်ဒရိမန်ကတော့သူ့ကိုဘယ်သူမှရွေးတော့မှာမဟုတ်ဘူးဆိုပြီးစိတ်ပြက်နေတဲ့အချိန်မှာပဲရုတ်တရက်ကလေးလေးတယောက်ကခလုတ်ကိုနှိပ်လိုက်ပါတယ်အဲ့ဒီကလေးလေးကတော့နောက်တစ်ထပ်ရဲ့ညီလေးဖြစ်နေတာပေါ့ကလေးရဲ့အဖေကဒရိမန်နဲ့ပတ်သက်ပြီးစိုးရိမ်နေခဲ့ပေမဲ့ကလေးလေးကတော့သူ့ကိုအရန်သဘောကျနေခဲ့ပါတယ်ဒါကြောင့်ပဲဒရိမန်ကိုသူတို့နဲ့အတူထားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါဆိုရင်ဒရိမန်သူ့ရဲ့နေရက်နှစ်ဖက်ဘယ်လိုကြောင့်ပျောက်ဆုံးသွားခဲ့လဲဆိုတာသင်သိပါသလား